ဆဲလ်ကြီးဓာတ်ခဲရက်ပြီးဘသူပြောလဲအားလုံးပဲမင်္ဂလာပါများ Messi 55 Auto Channel လေးကနေပြန်လဲကြိုလိုက်ပါတယ်။တရားပဒနာတွေများပြနေတဲ့ KG မှာကိုတင်းကစားမတွေရဲ့နာမည်ဘယ်တော်များပါလာမလဲဆိုတာပရိသတ်တွေရင်တတိဖြစ်နေရပါတယ်။ဒီထဲမှာတရားကြောင့်အနားယူနေရတဲ့ဆဲလ်ကြီးဟာလန်လေးပါဝင်နေပြီးပရိသတ်တွေကဆဲလ်ကြီးဓာတ်ခဲရက်မှာစိုးရိမ်နေကြပါတယ်။ဟာလန်ဟာအာဆနယ်ကို1-1တေးချခဲ့တဲ့ပွဲမှာ86မိနစ်နဲ့ပါဝင်ကစားခဲ့ပြီးလူစားလေးလိုက်ရပါတယ်။ဒီပွဲမှာဟာလန်ဟာနောက်ကျောတန်ရာရရှိသွားခဲ့တာပါ။ဒါကြောင့်ဂျိုင်းမှာကစားခဲ့တဲ့ဟနာဘီတောင်းနဲ့ကာရာဘောင်းဖလားပွဲစဉ်ကိုဟာလန်လွဲချော်ခဲ့ရတော့ပရိသတ်တွေအကြားစိုးရိမ်မှုတွေကမြင့်တက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကလည်းဟာလန်ကဒဏ်ရာကြောင့်မကြာခဏနားခဲ့ရတော့ဒီတစ်ခါနားရမှာကိုထပ်ပြီးတော့စိတ်ပူနေကြပါတယ်။ဒါပေမဲ့ဂွာလာကမိုးပြရောင်ပရိသတ်တွေအတွက်သတင်းကောင်းကိုပေးလာခဲ့ပါတယ်။ဂွာလာကဟာလန်ဟာအဆင်သင့်ဖြစ်နေပြီးဒီတစ်ပတ်ကစားမဲ့ပရီးမီးယားလိဂ်မှာပါဝင်ကစားနိုင်မှာဖြစ်ကြောင်းသိပေးလာခဲ့ပါတယ်။စီးတီးကပရီးမီးယားလိဂ်အဖွင့်9ပွဲမှာ2ပွဲပဲအနိုင်ရရှိထားပြီးအဆင့်1နေရာကလီဗာပူးနဲ့10မှတ်ထိကွာဟနေပါတယ်။ဒါပေမဲ့ဟာလန်ကတော့ဆက်လက်ပြီးသွင်းဂိုးတွေနဲ့လမ်းဆန်းနေတော့ပါပဲ။ဟာလန်ဟာဒီယာဒီမန်စီးတီးအတွက်ပထမ6ပွဲမှာသွင်းဂိုး9ဂိုးထိသွင်းယူထားနိုင်ပါတယ်။ဒီထဲမှာအမ်မရိတ်သွင်းဂိုးလည်းပါဝင်ခဲ့သလိုမန်ချက်စတာယူနိုက်တက်ကိုလည်းဂိုးတွေနဲ့ဆုံးမထားပါတယ်။ဟာလန်ဟာ2020မှာဒေါမွန်ကနေစီးတီးကိုစတင်ရောက်ရှိလာခဲ့ပြီးပရီးမီးယားလိဂ်104ပွဲပါဝင်ကစားထားရမှာ62ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။ဟာလန်ဟာမန်စီးတီးနဲ့ပွဲထွက်ရာသီမှာသွင်းဂိုး36ဂိုးထိသွင်းယူပေးထားခဲ့ပြီးစီးတီးကိုဖလားသုံးလုံးချန်ပီယံဖြစ်စေခဲ့ပါတယ်။ဟာလန်ဟာဥရောပမှာလည်းတောက်ပနေစေတိုက်စစ်မှုတယောက်ဖြစ်ပါတယ်။ဟာလန်ဟာပြီးခဲ့တဲ့နာပိုလီကို2စီးနဲ့နိုင်ရခဲ့တဲ့ပွဲမှာသွင်းဂိုးရရှိခဲ့ပါတယ်။ဒီဂိုးကြောင့်ဟာလန်ဟာချန်ပီယံလိဂ်မှာသွင်းဂိုး90ပြည့်သွားခဲ့ပြီဖြစ်ပြီးဒီစံချိန်ကို49ပွဲတည်းကစားရင်ရောက်ရှိခဲ့ရကြောင်းရိုဘန်နယ်စတယ်ရိုင်းရဲ့ကာလာရှေစံချိန်62ပွဲကိုဖျက်ကျော်လို့အများဆုံးချန်ပီယံလိဂ်သွင်းဂိုး90ပြည့်တဲ့ကစားမဖြစ်လာခဲ့ပါတယ်။ဟာလန်ပြန်လည်ကစားနိုင်ပြီဖြစ်ပေမဲ့ဘာလာရဲ့အသင်းဟာဒဏ်ရာရိုက်ခတ်မှုဒဏ်ကိုဆက်ပြီးတော့ခံနေရတော့ဖြစ်ပါတယ်။အိုဘာမာမုရှ်ကဒုတိယရာကြောင့်အနားယူနေရတော့ဖြစ်ပြီးရိုင်ယန်ချာကီနဲ့ရာရန်အင်နူရီကလည်းပြန်မကစားနိုင်ကြသေးပါဘူး။နောက်ကန်လိုအဗန်ဒူကိုချီယာကူဆာနော့ကလည်းခြေချင်းဝေးဒဏ်ရာကြောင့်ဆက်လက်အနားယူနေရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာဒဏ်ရာကိုခွဲစိတ်ကူးသားခဲ့ရတဲ့မာတီယိုကိုဗာစစ်ကတော့ပြန်လည်ကစားနိုင်တော့မယ်ဆိုတဲ့အပေါင်းလက္ခဏာတွေကိုမြင်တွေ့ရပါတယ်။စီးတီးဟာလက်ရှိမှာပရီးမီးယားလိဂ်top 4ပြင်မဲ့ကိုရောက်ရှိနေပြီးအမှတ်ရမှုတွေစတိုက်ကြုံနေရပါတယ်။ဟာလန်ကြောင့်ဒဏ်ရာမရဘူးဆိုတော့မန်စီးတီးအတွက်အသင်းကိုတွေဆက်လက်ရှာဖွေပြီးအသင်းကိုချန်ပီယံလမ်းကြောင်းပေါ်တင်ပေးနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်သွားရပါမယ်။အကောက်ပေးဆက်သွယ်ကစားခြင်းနေဆိုရင်တော့ထိုင်းမှာရွှေမာညီကိုများအတွက် line စိန် ID @messi55auto ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။